အားလုံးပဲမင်္ဂလာပါနော်မှုရတဲ့မျက်နှာဆိုတာပေါ့ဒီမျက်နှာပါဆိုတော့နှစ်ကာလများလေစာအုပ်တော့မှားထားတာဗျာဆိုတော့ကျွန်တော်ကတော့ TV သားပဲပေါ့နော်ကိုယ့်ကိုမှားတာဆိုတော့ဒါပေမဲ့ TV သားဆိုပေမဲ့လည်းအဲ့ဒီစာအုပ်တွေကအရန်လိုချင်လို့နဲ့ကျွန်တော်လိုချင်လို့နဲ့စာအုပ်တွေပေါ့နော်စာအုပ်3အုပ်တန်ဖိုးကတော့ကျွန်တော်ဒါ98,400ကျတယ်ကြည့်လိုက်ဆိုတော့တုံချင်းပြမယ်နော်ဘာသာဖြစ်ပဲတယ်ပဲ yes yeah တစ္ဆာနီရဲ့ဘုရုတို့ပေါင်းချုပ်ဗျာလိုချင်နေတာချင်းကကြာလာပြီကြာတော့လာပြီပေါ့နော်ဆိုတော့အခုတော့ရခဲ့ပြီပေါ့နော်ဆရာတစ္ဆာနီရဲ့ဘုရုတို့ပေါင်းချုပ်ပြောတာစာအုပ်တွေဖတ်ခါစမှာအရင်ကြွေခဲ့ရတဲ့ဆရာပေါ့နော်အဓိကတော့ဆရာရဲ့ဝတ္ထုတွေဆောင်းပါဝတ္ထုတွေအဆေးတွေနဲ့ပို့ပြီးတော့ဆရာကိုသိခဲ့တာပေါ့နော်ကြပြတွေကတော့နောက်မှာပေါ့နော်ကျွန်တော်မှာကြောဝိတ်တလုံးရှိတော့ဘာညာဆိုတာမျိုးတွေပေါ့နော်ကျွန်တော်မှာဝီလီဂျစ်ဒစီမရှိခဲ့ပါဆိုတာမျိုးတွေပေါ့နော်အဲ့ဟာတွေဆိုတာကြွေရတဲ့ဟာတွေပေါ့နော်နောက်တခြားအများကြီးလည်းရှိပါတယ်ဒါပေမဲ့လည်းကြွေတယ်လို့ပြောတာဆရာစာတွေဆိုအရန်အများကြီးတော့မဖတ်ဘူးသေးဘူးเนาะဒါမျိုးလေးတော့ရှိတယ်ပေါ့နော်နှစ်ကာလများဒါကိုဖတ်ဝယ်ခဲ့ပါတယ်ပြောရတော့ဈေးချတဲ့အခါမျိုးမှာဆိုတော့2000ခွဲထင်တယ်ဒါ2000ခွဲမှာဒါ2000နဲ့ပေါ့နော်ရတာပေါ့နော်20%ဒါဆရာပိုင်ဆိုးရဲ့ကြပြပေါင်းချုပ်ဆိုတော့ကျွန်တော်တို့သူဆိုတာအနှွေးတက်လို့တယ်ပေါ့နော်ဒါကိုအနှွေးတက်ပေးရတာဆိုတော့နောက်တော့ကဒီမှာလာတန်းရဲ့ကြပြပေါင်းချုပ်ဖြစ်ပါတယ်လဲနေတော့တိတ်မမြင်အောင်တယ်ဒါမျိုးလေးမမြင်အောင်နော်ဒါကတော့ပေါ့ကျွန်တော်ဒါကိုဖနာကိုခံတပါပဲဆိုရက်ကြပြဆရာကြီးပေါ့နော်လှတိုင်းရဲ့ကြပြပေါင်းချုပ်ဖြစ်ပါတယ်နှစ်ကာလများဒီ3အုပ်ကိုမှာခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်